ကော်လတာရီလက်ကီးပေါက်တွေဒိုင်းမွန်နဲ့အောင်ဘယ်လိုဖောက်အောင်လဲဆိုတာလေးပြောပြပေးသွားမှာဖြစ်ပါတယ်။အလွယ်ကူဆုံးမှတ်ရမယ်ဆိုလို့ရှိရင်ကော်လတာအသစ်ဆိုလို့ရှိရင်ကွမ်920တောင်းအောင်မှာမလို့82ကြိမ်လဲရပါမယ်။ကော်လတာဟောင်းဆိုလို့ရှိရင်တော့ကွမ်800တောင်းအောင်မှာမလို့အကြိမ်80လဲရမှာဖြစ်ပါတယ်။ Lucky Box Skin အနေနဲ့ကတော့640ကွိုင်မလို့64ကြိမ်လဲရမှာဖြစ်ပါတယ်။သူ့ရဲ့ free token တွေကတော့တခြား event တွေနဲ့မတူဘဲနဲ့သူ event မှာပဲ diamond 3ပြီးလှည့်ပြီးမှ free token တွေပေးတာဖြစ်ပါတယ်။ diamond 900ထိ3ပြီးလှည့်ပြီးတယ်ဆိုရင်တော့ free token 6ကပ်ပေးပါတယ်။အဲ့ဒါကလည်း event ဆလာပြီး6ရက်အတွင်းမှာပဲလုပ်ပေးရတာပါ။6ရက်ကျော်လို့မှ diamond 900သုံးတယ်ဆိုလဲ free token တွေမရတော့ပါဘူး။ event အတွင်း gain နဲ့ဝင်နေဆိုလို့ရှိရင်တော့ free token တကပ်ရပါတယ်။ပြီးတော့ဒီ draw roller ကနေပြီးတော့လည်းအချိန်20ဆိုရင်တကက်ရမယ်အချိန်40ဆိုရင်နောက်ထပ်တကက်ရပါမယ်စုစုပေါင်း2ကက်ရနိုင်ပါတယ် free token နဲ့ test တွေကြောင်းနားလဲပြီဆိုတော့ကျွန်တော်ဖောက်ရမယ့်ဇာတ်လေးရှိကိုတွားလိုက်ရအောင်အရင်ဆုံး collector အသစ်ဖောက်နည်းလေးပြောပြပေးပါမယ်ဒီကောင်လေးကတော့82ကြိမ်စာအတွက်ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ daily one draw short ဈေးရတဲ့တစ်ချိန်ကိုလဲပါမယ်အဲ့ဒါကလည်း diamond 25လောက်ပဲကုန်ပါမယ်ပြီးရင်တော့ 10x draw 3ကြိမ်လဲပါမယ်အဲ့ဒါကလည်းပထမဆုံး 10x draw က diamond 350ပဲကြာမှာဖြစ်ပြီးတော့နောက်တစ်ခေါက်10ချိန်တွေကတော့ diamond 900ကြာမှာပဲဖြစ်ပါတယ်စုစုပေါင်းအနေနဲ့ကအချိန်30အတွက်ကို diamond 1350ကြာပါလိမ့်မယ်ပြီးရင်တော့ short ဈေးမပါတဲ့ UU1 draw ကို3ချိန်လဲမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ရှေ့ကပြောခဲ့သလို diamond 900သုံးပြီးတော့သူ event မှာလှည့်ပေးရတဲ့အတွက်ကြောင့်လို့ free token 9ကက်ရသွားပါလိမ့်မယ်အဲ့ဒါလေးကိုပါလှည့်လိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့အချိန်40ပြည့်သွားရင်မလို့ draw roller ကနေပြီးတော့မှ free ကက်နောက်ထပ်2ကက်ရပါမယ်အဲ့ဒါလေးကိုပါလှည့်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်လှည့်ခဲ့တာစုစုပေါင်းအချိန်43ချိန်ထိရှိသွားပါပြီ82ချိန်ပြည့်ဖို့ရနောက်ထပ်29ချိန်ပဲလိုပါတော့တယ်အဲ့ဒီ29ချိန်ကို daily one draw နဲ့လှည့်သွားမယ်ဆိုလို့ရှိရင်တော့82ချိန်ဖြစ်သွားပါလိမ့်မယ်တကယ်လို့မှကန်ကောင်းပြီးတော့သူပေးရဲ့ skin တွေထဲမှာကိုရှိပြီးသား skin တွေဆိုလို့ရှိရင်တော့ coin တွေထပ်ရပါလိမ့်မယ်ဒါဆိုလို့ရှိရင်တော့အများကြီးတက်တာသွားနိုင်ပါတယ် total အနေနဲ့ကတော့ခုလဲခဲ့တဲ့အချိန်အတွက်တွေအားလုံးအတွက်ဆိုလို့ရှိရင် diamond 2250ပဲကုန်သွားပါလိမ့်မယ် collector အဟောင်းဖောက်နည်းလေးထပ်ပြီးပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ daily one draw ချိန်လဲမယ်ပြီးရင် 10x draw ကိုမှအချိန်40ပြင်အောင်လဲပေးရပါမယ်ပြီးရင်တော့ UU1 draw နဲ့တစ်ချိန်လဲမှာဖြစ်ပါတယ်ပြီးရင်တော့သူရတဲ့ free token တွေကိုလဲမယ်ပြီးရင် draw roller ကနေပြီးတော့မှနှစ်ကတ်ကိုပါထပ်ပြီးလဲပါမယ်ဒါဆိုရင်52ချိန်ဖြစ်သွားပါပြီနောက်ပြီးတော့ daily one draw နဲ့29ချိန်လဲလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအချိန်80ထိပြည့်သွားမှာပဲဖြစ်ပါတယ်တိုးတယ်ကုန်မဲ့ diamond အနေနဲ့ကတော့2600ဖြစ်ပါတယ် Lucky Box Skin ဖောက်နည်းလေးထပ်ပြီးပြောပြပေးပါမယ်ကျွန်တော်ပထမဆုံးအနေနဲ့ daily one draw နဲ့ short ဈေးတစ်ချိန်လဲမယ်ပြီးရင် 10x draw မှာအချိန်20ပဲလဲရမှာဖြစ်ပါတယ်ပြီးရင်တော့ UU1 draw နဲ့ကျွန်တော်9ချိန်လဲမှာဖြစ်ပါတယ်ပြီးရင်တော့သူရတဲ့ free token လေး9ကပ်ကိုပါလဲလိုက်မှာဖြစ်ပါတယ် draw roller 2ကပ်ပါလဲပါမယ်အဲ့ဒီ2ကပ်ကလည်းဘယ်လိုပဲနေနေအချိန်40ကျော်မှမလို့ပေါင်းပေးထားလိုက်တာဖြစ်ပါတယ်ပြီးရင်တော့ daily one draw နဲ့ကျွန်တော်29ချိန်ထိလဲလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်64ချိန်ထိပြီးသွားမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ Lucky Box Skin တစ်ကောင်ရပါပြီ total diamond အနေနဲ့ကတော့ကျွန်တော်1850ပဲသုံးပေးရင်ရပါပြီdiamond တွေလိုအပ်တယ်ဆိုလို့ရှိရင်တော့ Telegram search bar ကနေပြီးတော့@hugu124ဆိုပြီးရှာပြီးတော့လာဝယ်လို့ရပါတယ်ခင်ဗျာ